2024 ဒီဇင်ဘာ 2 ရက်နေ့အမ်စတာဒမ်မြို့၏နှင်းများကြားမှအိမ်ပြန်လမ်းမပေါ်တွင်လူများဥဒဟိုသွားလာနေကြသည်တချို့ကမိသားစုရှိရာမိမိတို့အတိုင်းမြုံစီသို့အချို့ကတငယ်ချင်းပေါင်းသင်းများနှင့်ညစာစားရန်ကောင်းနိုးရာရာဆိုင်များကိုရွေးချယ်နေကြသည်တယောက်တည်းခက်စိတ်စိတ်ချောက်လန်းလာသူများလည်းရှိသလိုအပေါင်းအသင်းနှင့်စကားတွထွန်းရင်းရှောက်လာသူများလည်းမနည်းထိုလူများကြားမြို့ပြရဲ့မီးရောင်အောက်တွင်တော့ကောင်မလေးတစ်ယောက်ဖြည်းဖြည်းမှန်မှန်လေးရှောင်နေလေသည်သူမပုံစံကအလင်းလိုမနေသလိုအဖော်မဲ့နေဟန်လည်းမဟုတ်သူမကိုယ်ပေါ်ကျဆင်းလာသောနှင်းပွင့်လေးများကိုလက်ကလေးနှင့်တယူတရာဖယ်လိုက်လေတွင်ပြန့်လွင့်လာသောနှင်းမုန်များကိုလက်ဖွားလေးနှင့်ဖမ်းယူလိုက်ဖြင့်အလုံးရှုံးနေလေသည်သူမလက်ဖွားနှင့်နှင်းမုန်လေးများထိတွေ့သည့်အခါတွင်လည်းသဘောကျစွာကော့တက်သွားသောနှခမ်းစွန်းများနှင့်လိုက်ဖက်စွာပေါ်ထွက်လာသောသွားဆယ်လေးနှစ်ဖက်ကဤလောကဝယ်သူမနှင့်သဘာဝတရားကြီးသာတည်ရှိနေသည်ယောင်မြားလေးတစ်ယောက်အိမ်ပြန်လန်းကိုအေးဆေးစွာရှောင်နေမိသည်ဒီနေ့ကမြားလေးမွေးနေ့မှာတိုက်တိုက်ဆိုင်ဆိုင်ပထမအဆုံးနှင်းကြသည်မလို့ဒါသူမအတွက်မွေးနေ့လက်ဆောင်အဖြစ်သဘောထားလိုက်သည်ပါလိုနဲ့ဒီရောက်တာ6လလောက်တောင်ရှိပါပေါ့လားမြားလေးတကူတဲ့တီးတိုးရေရွရင်ဝယ်နေကြစတိုးထဲသို့ဝင်လိုက်သည်ညစာကိုဒီဆိုင်ကဝယ်သွားပြီးစားတော့ခိုလက်တန်းဆင်ပြီးသည်နှင့်တန်းပြီးအိယာဝင်လေးရှိသည်စတိုးထဲတွင်စားချင်သည်များရွေးရင်းhusband Rakuten စားစရာတွေငေးရင်းတိုင်းမိမလို့ဖြစ်သွားသောကောင်လေးဟာတောင်းပန်စကားဆိုမိသည်တောင်းပန်ရင်မော့ကြည့်လိုက်တော့သူမအထင်တိုင်းကောင်လေးတစ်ယောက်တော့တစ်ယောက်သို့တော်ပြုံးရည်နေသောမျက်နှာလေးနှင့်ပနံရစွာမျက်ဝန်းလေးများကလည်းတလက်လန်မထူမပါစပင်နှင့်မျက်ဝန်းတို့၏အယောင်ကမြင်တွေ့နေကြနှင့်ကွဲပြားစွာအညူရောင်ထိုမြဆွဲဆောင်မှုရှိသောအနိကောင်လေးအားဖန်ဆင်းရာတွင်ဖန်ဆင်းခြင်းကခြေနှံအာရဟန်မတူပဲပချိုင်နှစ်ဖက်နှင့်အောချချတန်ကလေးကိုပါထပ်ပေါင်းထည့်ပေးထားသည်ပါရန်တစ်ဖက်ကပြောလာမှမြားလေးအတွေ့တို့ကပြစ်စုံပန်သို့ပြန်ရောက်လာကIs okay နားမလည်နိုင်သောမျက်ဝန်းတို့နှင့်ကြည့်နေသောကောင်လေးအားထားခဲ့ကခပ်မြန်မြန်ထွက်လာခဲ့လိုက်သည်တော်သေးတာပေါ့ကိုအကြောင်းကိုသိပြီးအခြေခံစကားလေးတော့အရာကျက်ထားလို့ကောင်လေးကလျှောတာဥရောပနိုင်ငံသားများက၎င်းတို့၏ဘာသာစကားနှင့်ပြောဆိုလျှင်ပိုနှစ်သက်သည်ဟုကြားဘူးနာဝါဖြင့်Dutch ဘာသာစကားကိုထမင်းသားရေတောက်သင်ထားခြင်းသာအပြည့်စုံပြောခြင်းနားလည်ခြင်းသည့်အခါများတွင်တော့အင်္ဂလိပ်လိုနှင့်တခါတည်း translate app ကိုသုံးသည်ကျောင်းကလည်းအင်္ဂလိပ်လိုသင်ပေးသည်မလို့အဆင်ပြေသည်ရှာရှာပပအင်္ဂလိပ်လိုသင်ပေးသောဆရာကိုကျေးဇူးတင်ရပါသည်2025 ဇန်နဝါရီ 1 ရက်နေ့ဟွိုင်းသူမပြန်နှုတ်ဆက်လိုက်တော့ကောင်လေးကပြုံးကနားရောက်လာသည်ဒီကောင်လေးနှင့်စတိုးမှာဆုံးပြီးသည့်နောက်ပိုင်းအိမ်ပြန်ခြင်းတွေပါတိုက်ဆိုင်တူနေသဖြင့်အတော်တန်တောင်းယင်းနီးစာပြုနေလေပြီကိုယ့်ရဲ့ထော်ကျိုးအင်္ဂလိပ်စကေးတွေကိုသူကနားလဲပေးရှာပါသည်ထုံးစံတိုင်းတယောက်တည်းပဲလားဖန်နော်မေရောအတူတူပဲလားသိကြတာပေါ့ဒီကလူတော်များမြားလေးကိုစမရလို့ခေါ်များတော့လဲထူးထူးခြားခြားဖနာလို့အမည်မဲ့ခေါ်သည်ကဒီကောင်လေးတယောက်တည်းဘာကြောင့်လဲမေးတော့လဲမေးမရနယ်လွန်နေသောအတွေ့တို့ကလေဘင်း၌အိကနက်ဖြစ်သောခံစားမှုနှင့်တူပြစ္ဆုတ်ပံသို့ရောက်လာသည်ယန်လက်အေးကြီးနဲ့ပန္နာကကျွန်တော်ကိုဘေးနားထားပြီးအတွေ့တွေကခရီးထွက်နေတာကိုလက်ကမဝလာဘူးလားဖနာကရောကိုကမနေတတ်လို့မင်းကလေးတခွန်းဆိုတခွန်းပြန်ပြောတော့တာပါကျွန်တော်လည်းမနေတတ်လို့
ပြုံးရကပြောလာသူကိုမြလေးလက်လျှော့လိုက်သည်အချိန်တိုအတွင်းမှာသူမတို့၏ယဉ်နေမှုကနှစ်ပေါင်းများစွာခင်မင်ရင်းနှီးလာသူတွေလိုကျောင်းကအဆင်ပြေရလားပြေပါတယ်ရန်ရဲ့အလောက်ကရောဒီနေ့ဘယ်လိုလဲအလောက်ကရတဲ့ pressure နည်းငယ်တော့ရှိတာပေါ့ရှုံပြောရရင်တော့ပြေပါတယ်အသက်အရွယ်ကွာခြားမှုနဲ့ပြောင်းပြန်2 နှစ်ကျော်ငယ်သည့်ကောင်းလေးကဤပညာကုမ္ပဏီတစ်ခုတွင်ပညာရှင်10 နှစ်အလုပ်လုပ်နေပြီး28 နှစ်အရွယ်သူမကတော့ယခုမှ career တစ်ခုစရန် fashion design သင်တန်းတစ်ခုလာတက်ရှင်ပင်ဒီလိုတက်နိုင်အောင်လဲတွေ့ဝမှုတွေအများကြီးကိုဖြတ်ကျော်ခဲ့ရသလိုငွေကြေးခက်ခဲများကလည်းရှိခဲ့သည်ဘလို့ပဲဖြစ်ဖြစ်သွားမယ်ဟူသောနောက်ဆုံးဆုံးဖြတ်ချက်ကြောင့်သာဒီကိုရောက်လာခဲ့ခြင်းဖြစ်သည်ဟယ်လိုပြောလို့ပြောတာမဟုတ်ဘူးဖန်နာကတကယ်အတွေးများတာတခါလေအတွေးနဲ့ငိုင်နေတတ်ပြီးတခါလေအတွေးနဲ့ပြုံးနေတတ်ပြန်ရောဟင်အတွေးများတာဘာဖြစ်လဲအုံနောက်ကတွေးဖို့ထားတာပဲကိုညာလေးချက်ရမ်းလိုက်တော့တွေးတာအပြစ်မဟုတ်ပါဘူးဒါပေမဲ့ဖန်နာကိုပျော်စေမဲ့အကြောင်းအရာတွေပဲတွေးဖန်နာဖြစ်ရှင်တာတွေပဲတွေးမကောင်းတဲ့အတိတ်တွေနဲ့စိတ်ညစ်စရာတွေမတွေးနဲ့နော်အတွေးတွေမှာစွမ်းအားရှိရယ်ယာတန်ကြဖန်နာကတက်စ်ကပြောရင်ရှစ်ဖို့ကောင်းတယ်တန်ကြအန်စတာဒန်ရဲ့စောင်းတညအိမ်ပြန်လန်းတစ်ခုပေါ်တွင်တော့ရည်တန်ရှိုးလင်းလင်းတို့ပြန်လွန်လျက်သိကြပါသည်ထိုရည်တန်တို့ပိုင်ရှင်လေးများကိုမြင်တွေ့လိုက်ရသူအပေါင်းမှလည်းတနေ့တာပင်မနွမ်းနယ်မှုတွေပြေပြောက်ပြီးအပြုံးတွေကူးဆက်ကုန်ကြမည်ဆိုတာမြည်သည့်ချိန်တွင်မြေကဲသို့ဖြစ်ပေါ်လာမှမသိသောရှစ်ချင်းမြတ်တာတို့သည်ထာဝရတည်မြဲတတ်သောတဘာဝရှိသည်မဟုတ်ပါလား Listen for every song, there's a song we're not singing. For every step, there's a step we're not taking. So let me know if there's something I'm missing. 'Cause this is all I need. So say we'll be always, always. Say it will be you and me till the old days. Let us be